ဟုတ်ကဲ့ပါဒီ dog shelter နဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာအမအရန်စူးစမ်းနေတဲ့ဒီ private လုပ်ငန်းတွေရဲ့နောက်ပြီးတော့အမရဲ့ဒီထမလုံးဂေဟာကိုကျွန်တော်သွားပြီးတော့ဒီအလှူဒန်းလုပ်တဲ့အခါကျတော့အမတိတ်ပြီးတော့နေမကောင်းဆိုတော့သိလို့ဒီထိလိုက်လာရတာပါဟိုလက်ရှိအမပြောချင်တဲ့အကြောင်းအရာတွေဒီပရိသတ်ကိုတော်များများသိစေချင်တဲ့အကြောင်းအရာတွေအကုန်လုံးမှတ်တမ်းတင်ဝင်ပြပါပါပြန်မနာတော့တော်ပြန်နေပေါ့ဒါပေမဲ့ကျွန်မလူတွေတော်စိတ်ပြတာလေသူတို့ကူညီတောင်းတဲ့အချိန်မှာကျွန်မအခက်အခဲဘယ်လောက်ရှိခွေးတွေလက်ခံပေးတယ်ထမလုံးဒီကေယာဆိုတာဒါကျွန်မပိုင်နေနေမဟုတ်ဘူးပေါ့ဘောကဘယ်သူကြီးထွန်းကြီးရဲ့ညီကုသမီးပေါ့ကုသမီးမတ်တီထွန်းရဲ့ညီပေါ့သူတို့ချင်းပြတဲ့ကျွန်မဒီနေ့မှာကေယာလောက်ထားတာဆိုတော့ကိုယ့်မြေမှုတဲ့အတွက်ကျွန်မအုတ်တိုင်းဝန်ခံလို့မရဘူးမရတော့ကျွန်မတန်တကာပဲပတ်ပြီးတော့ခတ်ထားတာပေါ့အဲ့တော့ခွေးတွေကတန်တကာလောက်မဖြုံဘူးပေါ့မြေကြီးတူးထွက်တယ်တန်တကာတွေကိုကြိုက်လိုက်တယ်ဆိုတော့ခွေးခဏလွတ်တဲ့ပြဿနာလည်းဖြစ်တယ်ဟုတ်ဖြစ်တော့ဒီလိုပြဿနာလေးကြီးကိုကျွန်မခွေးလက်ခံဖို့အဆင်ပြေဘူးဒါပေမဲ့လူရလည်းကြီးကြီးပို့ကျင်တယ်ပေါ့တော့ကျွန်မတစ်ခါလေးပို့ရခွေးလာပို့ရင်ဒီလိုခွေးတွေလာပို့ရင်ဒီလိုထွက်သွားရင်နောက်ဆက်တဲ့ပြဿနာရှိတယ်ဒီခွေးချန်နဲ့ကက်ရမှာကြက်ချန်တွေရှိတယ်ရှိတော့အဲ့ကြက်ချန်တွေအကုန်လုံးကကြက်တွေလိုက်ကြရင်ကျွန်တော်ခဏရောတောင်းတယ်ဒါလည်းခဏဖြစ်တယ်သူသိပါတယ်ဟုတ်အခုတစ်ခါလက်စောမှာတင်ပြောထားပြီးသားဟုတ်ကဲ့ပါဟုတ်ပါဒီတန်လေးဒီ shutter မှာပေါ့နော်ဟိုတစ်ဖက်မှာကျတော့ကြက်ချန်နေနဲ့ကတ်တယ်နော်တစ်ဖက်မှာကျတော့ရွာအရန်အခက်ခဲဖြစ်မယ်နော်ဟုတ်ခက်ခဲဖြစ်တယ်အန်ရယ်လည်းအရန်များတယ်ပေါ့ဟုတ်ကဲ့ဟိုမြေလည်းခက်ခဲရှိတော့ဒီပေးသုံးတဲ့မြေကြီးကဒီညာပဲရှိတယ်ဆိုတော့ဒီမှာလည်းဒီညာသုံးရတာပေါ့နော်အခက်ခဲအရန်ပြကြက်ချန်နဲ့ကက်ရဖြစ်တော့အဲ့ကကြက်လွတ်လာသည်ဖြစ်စီဒီဟာခွေးလွတ်သွားသည်ဖြစ်စီအမှကြိုက်ကြအောင်ကြိုက်ကြတဲ့ခါကျတော့ခွေးတွေကြိုက်သမျှဒီမှာလိုက်ရောရတယ်ဆိုတော့တော်တော်ဒုက္ခရောက်တာပေါ့နော်ဒီလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်ကတည်းကအကောင့်200ကျော်ကြိုက်ထားပြန်တယ်အဲ့တော့ကျွန်မခီးချွတ်နေတယ်ပေါ့အဲကျွန်မလာတဲ့တခါအကောင့်200ကျော်ရောပြန်တယ်တခါနောက်သူတို့တွေကခွေးဆိုတော့လေညဆိုဥရာတွေပါရှိတာပေါ့ဥရာတို့ငကောင်းတော့ကြိုက်ကြဖဲကြတာတို့နောက်ကျွန်မလာလို့ရှိရင်တခင်လာရင်သူတို့ဝမ်းတာပြီးကြိုးတာပေါ့သူတို့ကတော့ကြိုးတာပေါ့အော်ဟစ်ပြီးကြိုးတာကျွန်မတို့တော့ကတော့ဒီတန်းချစ်စရာပေါ့ဒါပေမဲ့လိမ့်စာမချစ်လူကြတော့မခံနိုင်ဘူးပေါ့မခံတော့ရွာတွေကနီးတော့အဲ့လိုအတန်ကြီးကြာရင်မခံနိုင်ဘူးအဲ့ကြိုင်ခင်းနဲ့ပြစ်တာမျိုးအဲ့လိုမျိုးလမ်းပြီးတော့ဆဲဆူကြတာမျိုးအဲ့လိုရှိတာပေါ့နော်ဒီနာရွာဟုတ်အဆူကတော့ကြက်ချန်လေးစီးပွားရှာကြရဲဆိုလို့ရှိတော့အမားတွေကဘလို့မှအဆင်မပြေနိုင်ဘူးနော်ကျမဖြစ်စီချင်တာလူတွေအကုန်လုံးအဲ့လိုမျိုးဒီခွေးချံမှာလာပို့တဲ့ခွေးတွေခွေးပိုင်ရှင်တွေပေါ့သူတို့တွေကကျမနဲ့ပူးပေါင်းပါဝင်စီချင်တာကျမကသူတို့ခက်ခဲဒုက္ခတွေကိုကျမကခါးစည်းခံပေးတယ်ပြဿနာဖြစ်လာရင်လည်းသူတို့ပါဝင်ရှင်းစီချင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါမှအဲ့ချိန်မှာအကုန်ရှောင်ကြတယ်ပေါ့အဲ့လိုလေးပြဿနာတွေရှိတော့ကျမကခက်ခဲရှိအဲ့တော့တောင်းယူပေးပါလားညလာဖို့တော့ကျမလက်ခံပြီးမယ်ထပ်ကြိုက်လို့ရှိရင်တောင်းယူသွားတာလည်းကျမလက်ခံပြီးမယ်ပြောတော့ဘဖို့ခင်မှာတော့ရှူးရှူးဝင်အောင်ပြောကြတယ်ပေါ့ဒါကျမကလည်းခါကျရင်ကျမမြင်အောင်ခွေးတွေလာပြပြီးတော့လက်ခံပြီးပါကျမလက်မခံပြီးဒီကတော့မယ်ဒုက္ခရောက်ပါတော့မယ်စီးတဲ့စိတ်ပြစ်ပါတော့မယ်ဆိုတာနဲ့ကျမလက်ခံပေးလိုက်တာဒါပေမဲ့တကယ်တမ်းကြက်ကြိုက်ကြည့်ဒီမှာခေါ်လို့မရအောင်သူတို့ခွေးကြက်ကြိုက်တယ်လာဖို့ထားတဲ့ခွေးရဲ့ပိုင်ရှင်ကိုကျမလမ်းခေါ်တယ်ကြက်ကြိုက်တယ်လာရှင်းမှာခေါ်လို့မရတော့ဘူးကြောက်မှမရကြတော့အဲ့လိုမျိုးခဏခဏကြုံရတယ်ဟိုနောက်ဆုံးတစ်ခေါက်ကျတော့ဘယ်လောက်ဆိုလဲဆိုပြီးခဲ့တဲ့ရက်ပိုင်းဟုတ်ကျမအဲ့နေ့ကလူရှင်တွေကခွေးချက်မှာပြည်သာလာပြချင်တယ်လို့ကျမတို့ခေါ်တယ်ခေါ်တော့ကျမအမှအဲ့နေ့ကနေကောင်းဖြစ်တယ်ကျမနားကျင်တယ်ဒါပေမဲ့သူတို့ကလာပါကျမကိုလည်းမြင်မှုချင်းနဲ့တွေ့ချင်ပါလေဆိုအတင်းခေါ်တော့လူရှင်တွေရဲ့ request ပေါ့သူတို့ဆန္ဒကိုကျမလိုက်ရောတာကျမအဲ့နေ့ကတော်တော်ပင်ပန်းနေတာအဲ့တော့ကျမလိုက်သွားတယ်သွားလူရှင်ခေါ်တော့ကျမသွားလိုက်တာပေါ့နော်အမှန်တော့သူကလည်းထမင်းကျွေးပြီးပြန်သွားရတာပဲအဲ့သူတို့ကကျမကိုကြီးခေါ်တယ်ကျမသွားရတာပေါ့အဲ့တော့ခွေးသာလာကျွေးတယ်အဲ့လာကျွေးတဲ့ခါမှာသူတို့ကကျမကလာကျွေးလို့ရှိရင်ကျမအင်တာနက်ကနေတင်ညာပေးတယ်လေလာကျွေးအဲ့တော့အဲ့လူရှင်ကလည်းသူလာကျွေးတာကိုဒီနေ့လာကျွေးဆိုတော့ receipt လေးလိုချင်ပါတယ်ဆိုပြီးတောင်းတော့ဒါလာကျွေးတာပဲပြီးရင်အင်တာနက်မှာဓာတ်ပုံရိုက်ပြီးတင်လိုက်ရင်သူတို့လာကျွေးဖို့တင်လိုက်ရတဲ့ဟာကိုသူတို့လာကျွေးတာကို receipt လေးလုပ်ပြီးတော့လက်မှတ်လေးထိုးပေးပါဒီနေ့လာကျွေးကြောင်းဆိုတော့လည်းကျမလည်းလူချင်းကိုလူလိုက်ပြီးကျမလည်းသွားလိုက်တာပေါ့သွားပြီးတော့အမှသူတို့လာကျွေးတယ်ကျမဒီနေ့လာကျွေးကြောင်းပေါ့နော် record လေးလက်မှတ်လေးထိုးပြီးတော့ပေးလိုက်သူ့ဆန္ဒလေးလုပ်ပေးတယ်အမှန်တော့ဒါဒိတ်ပဲမရှိတာလေလာကျွေးတာဓာတ်ပုံရိုက်ပြီးတင်ရင်တိနေပြီပဲအဲ့ဒါပြီးလည်းပြောကျမအဲ့ကလေးကကျမဟိုးနေတာအမောတာသူတို့မြင်တယ်ကျမတို့တခုံးလေးကျမသူတို့ကိုတကူတကလာကလေးနှစ်ယောက်လဲမောလာအမမဖြစ်လဲတခုံးလေးပြီးပြန်သွားကြတယ်အဲ့ဒါပြီးလည်းပြောကျမလုံးဝအယုတ်တူးပြက်ခုံသွားအဲ့နေရာမှာပဲမဖြစ်သွားအဲ့နေရာမှာပဲ
အဲ့မှာကျမလဲချပြီးတော့နေနိုင်တော့တာလူမနေတော့အဲ့တော့ကျမနဲ့ပါကလေးသလေးနှစ်ယောက်ရယ်ကလေးတင်းကောင်မလေးရယ်ဆိုတော့ဘလို့လို့မရဘူးခွေးထင်းတဲ့ဘူးရလည်းမဟုတ်တော့ကလေးတင်ကြတာဟုတ်တာအဲ့နဲ့ဒီနေ့တော့ဝိုက်မှာကားမောင်းတဲ့လူရှိလားကျမပြန်ကျင်နေဆိုတော့သူကလည်းဒီနေ့တော့သားကြီးကားမောင်းတတ်ဘူးအဲ့တော့ကျမလည်းဖုန်းလေးဘယ်ဆက်ရမလဲစဉ်းစားတော့တင်ရင်နဲ့အနီးဆုံးနေရာလူတွေကိုကျမလိုက်ဆက်တာပေါ့အဓိကဒီကိုခွေးလာပို့ထားတဲ့လူတွေပေါ့ကျမအကူကြီးပေးခဲ့ဘူးတဲ့လူတွေကိုရွေးဆက်တာဆက်တော့အကုန်လုံးကညင်းကြတယ်မအားလို့ကားပဲဘာဖြစ်လို့လဲကျမပြောတာသူတို့ driver ကြောက်ကိုတင်ပြီးခေါ်လာခဲ့ပြီဒီရောက်ရင်ဟို driver ကိုထားခဲ့ပြီကျမပတ်စံပေးရှင်းပြီးတော့ရန်ကုန်လေးခေါ်ပါမယ်နောက်ဆက်လည်းကျမရှင်းမယ်ဟိုလူကြောက်သားရန်ကုန်ကခေါ်လာခဲ့ပြီပေါ့ဟုတ်ဒီပိုင်းလေးပဲတောင်းဆိုတာလေသူတို့နဲ့တော့ကကားမောင်းတစ်ပြက်လူကြောက်ခေါ်လာခဲ့ပြီးရင်ကျမအကုန်လုံးကျမဆက်လုပ်မယ်ကျမအိမ်ကိုဘယ်လိုမှမမောင်းနိုင်တော့ကားလေအဲ့ဒါလေးတောင်းဆိုတော့တော့မှညင်းညာတယောက်ပြီးတယောက်ကျမတော်တော်လေးဝမ်းနေသွားတယ်ကျမတော့ခေသူတို့ခက်ခဲတောင်းဆိုတဲ့အချိန်မှာတော့ဒီလိုခွေးတွေဆိုတာကျမတောင်းယူကဘယ်လိုဒုက္ခရောက်တယ်မှလဲဒီခွေးတွေကိုကျွေးရတဲ့စီကျမတို့စီအခါကျုံးယူထားတယ်မဟုတ်ဘူးစီနာတက်တက်နဲ့ကျမကျွေးခဲ့တာနောက်ဒီခွေးတွေကိုကြည့်ပြီးလူသမားရတယ်ကျမစတဲ့ကျမကျွေးထားတာတလဒီခွေးရဲ့စီက30ကျော်တယ်ဒါတွေကကျမအလူလိုခံမဲ့ကိုပတ်စံနဲ့ပူကျွေးထားခဲ့တာဘာသူတို့ဒီစားတောက်နဲ့ပတ်သက်ပြီးတော့တနေ့ကုန်ကြမှုစည်းရိမ်နဲ့ဘလို့စီစဉ်ပြီးတော့ကျွေးရတယ်ဟုတ်အဲ့တနေ့ကိုသိန်းဝန်းနေတော့ကုန်တာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကဒီမှာဆန်ကနည်း12ပြည်ည12ပြည်တစ်ခါလေအရန်စားတဲ့နေ့မျိုးဆိုလို့ရှိရင်12ပြည်တော့မကောက်ကုန်ဘူးနောက်ပြီးတော့ဒီထဲမှာကျွန်တော်တို့က6ထည့်တယ်ဒေါ်ဖီကိုထည့်တယ်နောက်ပြီးတော့ဒီလိုပေါ့နော်မဲသားစီထုတ်ဘူးထည့်တယ်နောက်ပြီးတော့ငါးစစ်တာထည့်တယ်အဲ့ဒါမှလည်းသူတို့မှဓာတ်ပြည့်သွားမှာပေါ့နော်ဒီမှာဒီအိုးထဲမှာစတဲ့ကလေးက6ထည့်တယ်နောက်ဒါလေးပေါ့နော်ဒါလေးကစတဲ့ကလေးကထည့်ရမယ်ဟာလေးဆိုတစ်ခါထည့်ရတယ်ဒီကတော့သူအိုးကြပြီးတော့မှကျွေးကန်ဒီမှာထားပြီးသူတို့ဖောက်ပြီးထည့်ဆိုတော့ဒီနေ့ဆိုအဲ့ငါးစစ်တာလေးလည်းအများကြီးကုန်တယ်ဒီအမဲစစ်ဘူးလည်းကုန်တယ်နောက်ဆိုတော့အဲ့နောက်နေ့လည်းကမှသူတို့ပမိုးတွေပါစားရတယ်စီပြီးတော့ဘစ်ကွတ်တွေစားရတယ်သူတို့ရဲ့ဒီတိုင်းပေါ့ဆိုတော့ကျမကတော့ပြင်ကလေးစားလေးကိုချစ်လို့ရယ်ဟိုလက်မခံနိုင်လို့ချင်းဒီကွေးလေးတွေကိုအစိမ့်ပြီးပေါ်မှာစိုးရရယ်စီစားလုပ်ပေးရမယ်ကျမလည်းကြတော့ဒီဟာလေးတောင်းဆိုပါအမှန်သားတကယ်သားဆိုရင်သူတို့လူကြောက်ကသူတို့အိမ်ကကောင်းကောင်းကြောက်ကခေါ်လာပြီးကျမအိမ်ရောက်ပူပင်းအောင်ရတဲ့ကိစ္စဒါပေမဲ့ကျမကစတောင်းဆိုတွေကငားခဲ့ပါကြတော့ကျမရှင်းပါမယ်ဒီချာပြောပြီးတော့ခေါ်တာခေါ်အဲ့ဒါကိုသူတို့ကညင်းနေအဲ့နောက်နှစ်ခါမှတော့ကျမဖုန်းဆက်တော့ဖုန်းကိုပိတ်သွားတယ်အဲ့တော့အဲ့လိုဖြစ်တော့ကျမလည်းဘာမှပြောနေဖုန်းနေဆက်အောင်မိုးလာတယ်ဟုတ်ကဲ့ပါမိုးလာတော့အဲ့လိုခုနိုင်မှာကျမလှဲတယ်မိုးရလဲအဲ့ဒီမှာတင်ရင်မှာကွက်ပြီးရွာအဲ့ပြီးခဲ့တဲ့တနေ့နေ့ဟုတ်ကဲ့ပါဟုတ်ပါဟုတ်အဲ့ကွက်ရွာတော့ဒီဖွေးချန်တဲ့တော့ကသူ့မိုးရလေအပေါက်နေနေဆိုတော့မိုးရလဲယူနှစ်ဖျားထားလာတယ်ထနာပဲချမ်းသာမှာတုံလာပဲကလေးယောက်ကလည်းပြင်နေနေဆိုရင်နားမှာငိုးတယ်အေးမောဘာလို့မှမသိဘူးအဲ့ချိန်မှာဒုက္ခရောက်လို့ချိန်မှာအဲ့တန်ရင်ပါမီကြောင်းလိုက်လာအဲ့ရဆရာအမပြန်ဖို့ခက်ခဲဖြစ်နေရပြန်ဖို့ကားမောင်းဖို့ခက်ခဲဖြစ်နေကျမကောင်းမောင်းပြီးပဲလို့ရှိဘူးကျမလည်းဘုရားကောင်းတော့ဒူးရရိုက်နေပြီဟုတ်ကဲ့ပါဟုတ်ခိုက်နေပြီအဓိကဒုံကနေလို့မရတာခါအောင်ဖတ်လို့မရတာကိုယ်ကလည်းဘာဖြစ်လို့ဖြစ်မှမသိဖြစ်တာအဲ့ဒါနဲ့ကျမအဲ့တော့မှကျမအဲ့ဒီတန်လင်ထဲမှာရှိပါရမီကြောင်းတိုက်ဆိုတာအဲ့ရဘုရားရွာထဲမှာရှိတဲ့အကြောင်းအဲ့ကြောင်းတွေကဆရာလေးကအမြဲတမ်းသူ့ညီမဆရာလေးမပါဘူးသူ့ညီမကြောင့်ကအမြဲတမ်းဒီကွေးချောင်လာပြီးတော့လာစဉ်စံအိတ်တို့တော့ဖူလာလို့နေကြအဲ့သူတို့ကလည်းအဲ့ဒီမှာသူတို့အာရုံထဲမှာစိတ်သေးဘောနော်အမကျမကိုအဲ့လိုနေမကောင်းလို့လဲနေပုံသူအောင်မြင်လို့ကျမကိုဖုန်းဆက်ပြီးတော့သူတို့ကကျမကိုခေါ်ရင်ဒကမာလေးမျက်သက်ကလေးလိုမြင်ခေါ်တယ်ဖုန်းဆက်ပြီးတော့ဒီထဲလို့ကောင်းရလားမဖြစ်လို့ဆက်လိုက်တော့အဲ့ဒီဆရာလေးတန်နေကြလိုက်ပေါ့အရင်အားတက်သွားပြီးတော့မှတော့ဒီလိုပဲဖြစ်နေတယ်ကောင်းမယ်လို့မရှိဘယ်နှမ်းမှလဲဆိုဒီခွေးချမှာအခုချက်ချင်းလာခဲ့မယ်ဆိုတော့ဆိုဖုန်းချသွားပြီလည်းပြီးတော့နိုင်ဘက်လောက်ပဲကြာမယ်သူတို့တန်တနာပိုင်းကားရယ် driver 2ယောက်ရယ်ရောက်လာတယ်ရောက်လာချင်းလုံးထဲမှာဓာတ်ဘူးတွေရောရင်နွေးချမ်းတွေရောဆေးတွေရောဟိုသူတို့သုံးနေကြဆေးတွေပေါ့နော်ဆေးတွေရောပေါင်းမှုတွေရောတည်လာပြီးဟိုရောက်တော့ဆေးမတော့ခင်မှာအစားစားဖို့လိုရဲဆိုအတင်းဆွဲလူကြရင်နွေးချမ်းတွေတိုက်ကြအချမ်းသက်တောင်ကိုနွေးရည်ဆိုကြဟိုပေါင်းမှုတွေခွန်ကျူးကြပြီးလည်းပြီးတော့ကားပေါ်ကိုပြေးပြီးတော့တကယ်ကိုတင်ချင်လာနေပါပြေးတင်ပြီးတော့သူတို့စောင်းနေပါတခါတည်းတည်လာတယ်တကယ်ကိုစိတ်သက်တာပေါ့နော်လူကြီးတွေတည်လာပြီးတော့မှကျမကိုသူတို့2ယောက် driver 2ယောက်ပေါ်တော့သူတို့ကားကိုတစ်စီးကမောင်းတယ်တစ်စီးမောင်းတယ်တော့ကျမကားကိုပြောက်ကမောင်းတယ်အိမ်ထဲရောက်ပေါ်လာပြီးတော့ကျမအမေရင်ပို့ခဲ့တယ်ပေါ့ပို့ခဲ့ပြီးအဲ့ဒီမှာလည်းကျမဒီလိုတစ်ခေါက်လာပြီးပြီးလာခေါက်တယ်အဲ့ဒီကတော့စိတ်ဝင်စားပြပြန်သွားနောက်ရက်မှကျမဟုတ်အဲ့လိုမျိုးဆိုတော့လူတွေကဒီလိုလိုက်ကန်းစိုးမသိပုံမျိုးနဲ့ pride ဆိုတာအားလုံးပူပေါင်းဝိုင်းလို့ရမှာလေ
သူတို့မလုပ်ချင်တဲ့ကိစ္စကိုကျမကဝါသနာပါလို့တိတ်ဆန်ချစ်လို့တော့မှလုပ်ထားလုပ်ခဲ့တာပါနော်။နောက်ကျမရဲ့အိမ်တော်ဘက်ဆိုတာလည်း veterinary ပါ။ကျမဖေကလူဆရာဝန်ပေါ့နော်။ပပကကြတော့သူစိတ်မှာသူတပည့်တွေကစိတ်တိုင်းကြတဲ့ဆရာဝန်အလားလာရှိတဲ့ဆရာဝန်9ယောက်ကိုပပရွေးထားတယ်။ကျမအိမ်တော်ဖေကရွေးခိုင်းတယ်။ကျမအဲ့တဲ့ဘက်မယူဘဲနဲ့ veterinary ယူခဲ့တာ။ဟုတ်တယ်ကျမဟုတ်ကဲ့ဟုတ်ချစ်လဲဆိုရင်ဟုတ်ကဲ့မှာဟုတ်ဘယ်လောက်ချစ်လဲဆိုရင်ကျွန်တော် veterinary ကိုရွေးခဲ့တာဟုတ်ကဲ့အဲ့တော့ကျွန်မခွေးတွေပေါ်ထိဆိုင်တွေပေါ်ချစ်တဲ့ချစ်ကသူများနဲ့မတူဘူးအဲ့တော့ကျွန်မမြတ်တာတွေလာဆိုသွားလို့ခံစားရတယ်ကျွန်မရှိရလည်းကိုကိုနဲ့ကိုလုပ်တယ်အကုန်လုပ်သွားတယ်နောက်ဘက်လူတွေကကျွန်မရှိရသွားရဟာကိုဖြစ်ပြောင်းတဲ့နဲ့ဝိုင်းဝန်းပတ်မိုးကြရင်ကိုကောင်းတဲ့ကိစ္စကိုအဲ့လိုမဟုတ်ဘဲနဲ့ဝိုင်းဝန်းပြီးတော့ကျွန်မရှိသွားလို့မြောင်ဆွဲချသူအခုလိုခွေးလာပို့လိုက်ပြီးရင်တကယ်လိုအဲ့လိုခေါ်ရင်ပေါ်မလာတော့ဘူးဆိုတော့နောက်ကျွန်တော်တို့ကိုရောက်တယ်လည်းတော့စဉ်းစားရမှာပေါ့ဟုတ်အဲ့လိုမျိုးလေဟုတ်ခါကြရင်လေ